Hello ဒီနေ့ကတော့ TikTok Shop နဲ့ပတ်သက်ပြီးတော့ကိုသိတဲ့အကြောင်းအရာလေးတွေကိုပြန်ပြီးတော့ sharing လုပ်ပေးသွားမယ် TikTok Shop ကိုအခုမှစပြီးတော့လေ့လာခြင်းတဲ့သူလေးတွေဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်သွားပါ TikTok Shop ကအခုလက်ရှိမှာဗမာကလွဲပြီးတော့ကျန်တဲ့ Thai Malay Korean Japan တခြားနိုင်ငံတွေမှာလည်းရှိရပေါ့နော်TikTok Shop လောက်တာအရင်လွယ်ကူပါတယ် TikTok Shop လောက်ဖို့အတွက်ဆိုလို့ရှိရင်အကောင့်မှာ follower 1k ဒါမှမဟုတ် 1k အထက်ရှိရပါတယ် follower 1k ရှိရနဲ့ကိုယ့်ရဲ့ TikTok Shop creator စီမှာကိုက TikTok Shop ဖွင့်ဖို့အတွက် register လုပ်ရပါတယ် register လုပ်တဲ့အခါမှာကိုယ့်ရဲ့ passport ထိုင်းနိုင်ငံရဲ့ visa ပါတဲ့တစ်စိတ်တုံးပေါ့နော်long term visa နောက်ပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုယ့်ရဲ့ Time Ban account နဲ့အတူ register လုပ်ရပါတယ် register လုပ်ပြီးသွားလို့ရှိရင်တို့ TikTok ဘက်ကနေပြီးတော့အချိန်ခဏလောက်စောင့်ပေးရပါတယ်စောင့်ပြီးသွားနဲ့ကိုရပြီဆိုတာနဲ့ကို TikTok Shop ကိုစကင်လို့ရပြီTikTok Shop ဆိုတာကိုယ်တိုင်ပစ္စည်းဝယ်စရာမလိုပါဘူး order ကောက်စရာလည်းမလိုဘူး delivery လည်းပို့စရာမလိုဘူးဒီ TikTok Shop ဆိုတာနဲ့ကိုစပြီးတော့လုပ်တဲ့အချိန်မှာတို့ဒီအောက်မှာ edit showcase ဆိုပြီးတော့ပေးပါတယ်အဲ့ edit showcase လေးကိုနှိပ်လိုက်တာနဲ့ကိုရဲ့ account ထဲမှာ edit showcase နေရာမှာကိုထည့်ထားတဲ့ product လေးတွေတက်စီပြီးတော့ပေါ်သွားပါလိမ့်မယ်အဲ့ရှင်ကြလို့ရှင်ကိုစီရဝယ်တဲ့ customer ဖြစ်ဖြစ်ကိုစီရပြန်ပြီးတော့ showcase လုပ်တဲ့သူဖြစ်ဖြစ်ဒီဟာတွေကကိုအတွက် commercial ရပါတယ်ဒီလိုမှမဟုတ်ဘူးကိုက ADS လုပ်ပြီးတော့ပြန်ပြီးကြော်ညာခြင်းနဲ့ဆိုလို့ရှင်ရေတို့စီမှာ get sim ပဲဆိုပြီးတော့တောင်းလို့ရပါတယ်ဒါကကိုဒီအကောင့်ထဲမှာကိုရဲ့ advertising post တွေရှိရမယ်ပေါ့နော်အကိန်းမရှိခဲ့ဘူးဆိုလို့ရှိရင်လည်းကိုကတို့နဲ့ချိတ်ပြီးရောစကားပြောတာမျိုးတွေလုပ်တဲ့နဲ့ဒါဆိုလို့ရှိရင်တို့ဘက်ကနေ free simmer gift တွေပေးပါတယ်ဒီထက်ပိုပြီးတော့အကောင့်ထဲမှာ follower များတယ်ဆိုလို့ရှိရင်ကိုလာပြီးတော့ကန့်လှမ်းတာမျိုးတွေလည်းရှိပါတယ်အဲ့ချိန်ကြလို့ရှိရင်ကိုဒီလိုမျိုး free gift တွေအပြည့်တို့ဘက်ကနေပြီးတော့ပေးတဲ့ commercial မျိုးလည်းရပါတယ် TikTok Shop လောက်ကတာမပင်ပန်းပါဘူးကိုတင်ရင်တင်တလောက် commercial လေးတွေဝင်ပြီးရောလဲပတ်နိုင်ပါတယ်